呀，哎，弟妈，行吧。哎，多了几？哎，啊，明瓜，来不来不你来？要为什么标你啊？来，哦，那太强，那强的呗。哦，你不，没，原来没丢不了的了，给抬上嘛，抬上嘛，抬。哈，没瓜，哦，哇，这个弄啊哒哒的，嘿，弟妈空的是的，空我抬哩。我们丢明个现在不丢了，我们太爱拿我们丢。是的，不丢，俺不老强那的丢，你看嘛，没原来没丢，不溜要了。有တာတော့ရသက်တစ်ပတ်လောက်ရှိပြီ ရန်ကုန်ရောက်တာကိုတစ်ပတ်ရှိပြီ ဟုတ်တယ် အဲ့တော့မင်းကငါ့ကိုရှိအခုမှရောက်လာ မဟုတ်မင်းရှိလာဖို့တော့ငါဥတီပြီးလာတာပဲကွာ အဲ့ သိလားငါလာတဲ့ရွယ်ချက်ကလည်းနိုင်ငံခြားမှာအလုပ်သွားလုပ်မယ်ဆိုပြီးလာတာကွာ မင်းက အေး နိုင်ငံခြားမှာအလုပ်သွားလုပ် ဟုတ်တယ် ဟဲရွာမှာတော့ကွာမင်းတရွာလုံးပေါ့တခါမှမသွားဘူးဒါဦးမြနိုင်ငံခြားမှာအလုပ်သွားလုပ်မယ် ဟောတူရမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားလည်းရှိရကွာအဲ့လေတေချင်းနဲ့ကြာတော်ပြောင်းဆိုပြီးတော့ငါမျိုးလိုက်လာတာအဲ့တော့ဒီရောက်တော့ငါဆောင်ဖို့အတိုင်းပဲဖြစ်တော့တာပဲကွာ ပြောပါ ခုမင်းရှိလာမယ်ဆိုပြီးတော့ငါဘူရာကြီးမှာကွာအိမ်သာတက်ချင်လို့ဆိုဘေးနာလူတယောက်ကိုငါပါလာတဲ့အထုပ်ကလေးငါအပ်ပြီးတော့အိမ်သာသွားတက်တာပြန်လာတော့အဲ့အထုပ်လည်းမရှိတော့လူလည်းမရှိတော့စာလေးတစ်စောင်ကျန်ခဲ့တယ်ဟာတဲ့ဟိုမင်းအိမ်ကနေစောင့်နေမယ်တဲ့အဲ့သူကအခုမင်းအိမ်မှာရှိမှအောင်မလို့ငါလာတာ ငါအိမ်ရစောက်တယ်ဒါဆိုရင်အဲ့ဒီမှာအထုပ်ထဲမှာဘာတွေပါသွားသေးလဲ တိတ်မြင်မြစားပါပါဘူးငါရွာမှာလဲနွားတွေရောင်းခဲ့တဲ့ပတ်စံလေးရယ်ငါမကုံတင်ရယ်အဝတ်စားတွေအဲ့ဒါလေးပါသွားတာ အဲ့အထုပ်ကိုငါအိမ်မှာစောက်တယ်မယ်ဆိုအဲ့သူကပြောသွားတယ် ငါသူနဲ့ငါနဲ့လမ်းမှာဝိုင်းထားစီလာတော့အတူတူပဲလေရန်ကုန်မှာတွဲလက်ဆွဲတငယ်ချင်းတယောက်ရှိတယ်တိလားဆိုတိတယ်ရန်ကုန်မှာ तू မသိတဲ့နေရာမရှိဘူးတဲ့အဲ့မင်းအိမ်ကိုလည်း तू လိုက်ဖို့မှာတဲ့ဆိုပြီးတော့ငါအိမ်သားတက်တာကြာတော့လို့ तू မစောင့်နိုင်လို့သွားတယ်လို့ထင်တာပေါ့ကွာ ဒုက္ခပဲကွာဟေ့အဲ့ဒါမင်းလူလိန်နဲ့တိုးတာဗောဒါဆိုမင်းအကုန်ကောင်းမင်းအကုန်ပါသွားပြီဘာမှမရှိတော့ဘူး အဲ့ဆို तू ဘယ်တော့လာပြီမှာ မင်းကြီးကလိန်သွားတော့ဘာကိစ္စလာပေးရမှာတော့မင်းအဲ့လောက်နှုံသွားလား ပုံစံကြီးကတော့လိမ်မဲ့ပုံစံမျိုးမဟုတ်ဘူးနော်မင်းလိမ်တာဖြစ်လိမ့်မယ်ရောတော့မင်းကြီးမှာစောင့်နေမယ်လို့ပြောတာအဲ့လိုက မင်းနဲ့ငါနဲ့ကငငယ်လေးကပေါင်းခဲ့တာ ဟေး तू ကရထားပေါ်မှာတွေ့အဲ့ဒါကိုမင်းကငါ့ကိုလိန်ပြန်လိုက်တော့ရပြန်လိုက်တော့ ဟုတ်ပါဘူးမင်းကမယုံလို့မဟုတ်ပါဘူးကွာဖွက်ထားဆိုလည်းထုတ်ပေးပါကွာ ဒီကောင်နဲ့ငါဘယ်လိုကြည့်ရမှာမသိမင်းကောက်တရားခံပြအောင်လုပ်နေတာပဲအဲ့ဒါလူလေဒါမင်းရစီလိုက်အောင်ပါသွားပြီ ဟာတော့ပါပြီကွာအဲ့ဒါဆိုငါလဲတယ်နွားတွေရောင်းလာတာငါနိုင်ငံခြားမသွားတော့ဘူးပေါ့ ဘယ်လိုသွားရမှာတော့ ဟာအဲ့ဆိုငါကဘယ်မှာနေရမှာ ဘာတဲ့နေမှာတော့ကွာမင်းရွာလာမှာတော့ငါ့ကြီးမှာပဲနေရမှာဗောဟာတော်တော်နှုံအဲ့ဒါနဲ့ကွာဒါများနိုင်ငံခြားသွားပြီးလှုပ်ဦးမယ် ဟေးကွာငါလေနိုင်ငံခြားသွားချင်နေရဒီလိုလုပ်ပါလားတကယ်ကြီးငါ့ကိုကူညီလဲဆက်နေမင်းအိမ်ကိုရောက်ပြီငါ့ကိုနိုင်ငံခြားကိုပို့ပေးပါလား အေးအဲ့လိုဆိုဘာမှပြဿနာမရှိဘူးငါရောက်မယ်လို့စိုင်းမငါဘာကိစ္စရောက်မှာငါဘာကိစ္စရောက်မှာတော့ဟမ်ကဲဒီမှာနေမယ်ဆိုလည်းနေလိုက်တော့မင်းတို့ဒုံအတတကွာရန်ကုန်ရောက်လာငါအံ့ဩတာတော့ကဲရေချိုးပြင်အပြင်မှာထမင်းစားမှာလှုပ်လို့ ရေချိုးအောင်ငါအဝတ်စားရမှာမပါဘူး မပါလားဒီတိုင်းနဲ့ချိုးတော့ကွာ အော်အေးဟုတ်ပြီနော် သွား အေးအပြင်မှာတမန်စားပါလား ဟုတ်တယ်လို့ အော်အေးရေချိုးပြီးမှအပြင်မှာတမန်စားမှာနော်အေး အကောင်မူးနေ ဒီတိုင်းချိုးလိုက်မှာနော် ဟုတ်တယ်ဒီတိုင်းနာချိုး အေးဒီတိုင်းချိုး ဒီသွား ဒီရမှာချိုးရ ချီရခုမှကွာဟိုမှာငါတိုင်နေနဲ့ထားတာတွေ့လားဒီသွား ချိုးလိုက်မှာနော် အေး ရေချိုးပြီးမှအပြင်မှာတမန်စားမှာ အပြင်မှာတမင်းစားမူးရလားမသိဘူးဟာဒီပုံစံနဲ့ကွာဒီကိုနိုင်ငံခြားသွားမှာလေဒီကောင်ကဘယ်လိုထိရပါမလဲကွာ အဲ့ဒါတော့တခါမှအဝတ်စားတွေဝစ်ပြီးရေမချိုးဘူးတော့ဘလို့ကြီးမှလည်းမသိဘူးဟိုကောင်ကလည်းဒီအတိုင်းချိုးတယ်ဘာစိတ်ကူးနဲ့မြန်ငါ့ကိုအဲ့လိုခိုင်းငတုံးအဲ့ကောင်ငတုံးချင်းတာကွာ လိုက်ဟင်ဒီမှာလုံး မင်းမဲရေချိုးပြီးရင်အပြင်မှာထမင်းစားမယ်ဆိုအဲ့ဒါခိုင်းဆောင်နေရလေ ဟာဒီကောင်လုံးနဲ့ရွှဲသူနေမင်းတပတ်လောက်ထားတာတော့ ဟိုမင်းကဒီတိုင်းချိုးဆိုဒီတိုင်းချိုးဆိုငါဒီတိုင်းချိုးလိုက်တော့ဝယ်စားတွေမချွတ်တော့ဘူးလေ မင်းအဲ့လိုတော့နှုံသွားလားကွာဒီတိုင်းကျိုးဆိုမင်းကရွှဲပြောလိုက်တာဟိုမှာအင်ဂျင်တွေငါ့ဝက်စားတွေရှိတယ်လေကွာအဲ့ဒါလဲလို့မရဘူးလားဒါကမင်းကတကူလုံးရွှဲနေတာဒီနေဘူးထဲမှာထိုင်ပြီးပကိုင်းကြိုက်ဘာလုပ်လဲ ဟုတ်လေမင်းကကြိုသိမှာပေါ့ငါ့ကိုဒီတိုင်းချိုးဆိုတော့ငါဆိုလို့ရှိရင်နေဘူးလည်းမအချောက်ခံပြီးတော့မှထမင်းစားမှလာလို့လေ ကပဲကွာငါအပြင်မှာထမင်းစားမယ်ဆိုတာဒီအပြင်မှာထမင်းစားမယ်လို့ပြောတာမဟုတ်ဘူး ဘယ်အပြင်မှာ မင်းတို့ရောက်တော့ရောက်ခိုင်းမလို့ငါအပြင်ဆိုင်မှာထမင်းလိုက်ကျွေးမှာဒါကိုပြောတာဟောဒါကိုမြမင်းကပကိုင်းကြိုက်ပြီးတော့သပွဲကုန်ခင်းပြီးဒီမှာထိုင်တော့အဲ့တော့ကောလားအဲ့တော့ကောလားအဲ့တော့ကောလား
အလုံးမသွားသေးဘူးလား ငါအလုံးမသွားတော့အရေးမကြီးဘူးနော်ဟိုတယောက်တည်းလှုပ်တာတော့ကွာနတ်မမှန်တာ အေး မင်းကလည်းထက်ရောက်လာတယ်ဆိုတော့ပြောမှာအားလင်းတာ ဩအေးအားမနာပါနဲ့ရပါတယ်အဲ့ဆိုလေဟိုငါအိမ်မှာပဲနေလိုက်မယ်လေမင်းတို့အလုပ်လုပ်လိုက် ငါအဲ့ဒါကိုပြောမှာအားနာလို့စကားကြည့်တဲ့ပဲပြောမယ်နော်တဲ့ပဲပြောမယ်တယောက်တည်းတော့မှမင်းနဲ့ရှာစားနေရတာ သိတယ်လေသိတယ် အဲ့တော့မင်းကကွာငါ အားကြောင့်မလို့မင်းသွားအလုပ်လုပ်လိုက်လို့ငါအိမ်မှာနေလိုက်မယ် ငါ့ကိုစောက်ရတိုက်နေတာလားမင်းနဲ့ဝေးနေတာမင်းကနုံတယ်လို့ပြောရင်မင်းမကြိုက်ဘူးနော် ဟုတ်လေအမေကအခုဘာလုပ်စေချင်လဲငါပွင့်လေမျိုးငါအဲ့လိုလှည့်ပက်ပြောနေငါမနားမလဲဘူး ငါပြောနေတယ်လေငါတယောက်တည်းတော့မှမနဲ့ရှာစားနေရတယ်မင်းကစီရောက်လာတာလေတလားကြုံနေ အေးဟုတ်တယ်နော်တော့တော့ကြော်ပါ အေးအဲ့ဒါကိုပြောတာကွာဘာအလုံးမှလည်းမရှာသေးဘူးအလုံးကငါတယောက်တည်းရှိတာလေကွာမင်းကငါအလုံးလုံးစီချင်တယ်ကွာ သိတယ်ငါလည်းအားနာလို့အလုပ်လုပ်ချင်တယ်လုပ်လို့ချင်လို့အိမ်ထဲမှာရှာတယ်ဘာလို့မှလည်းမတွေ့ဘူးကွာ အလုံးလုံးချင်တာကိုအိမ်ထဲမှာအလုံးရှာလို့တွေးမလားငါပြောတာအပြင်မှာအလုံးထွက်ရှာအဲ့ဒါမှပတ်စံရမယ်ပတ်စံရှာခိုင်းတာကွာမင်းကို ဩအေးမမရလည်းပတ်စံ လာတော့အိမ်ထဲလာနိုင်နေသေးတယ်အဲ့ဒီပတ်စံရှာခိုင်းတာကိုမင်းတို့အပြင်မှာအလုံးလုံးပြီးပတ်စံရှာခိုင်းတာ အပြင်မှာလှုပ်သွားရှာခိုင်းတာ အေးလေ ဩအေးဟုတ်သားပဲဩအေးဟုတ်တာပေါ့ဟုတ်တော့မင်းတယောက်တည်းရှာနေရတာပဲ အဲ့ဒါကိုပြောတာနော်ငါတော့တယောက်တည်းကွာမင်းကလည်းမနေ့ရှာစားနေရတာမိမတော့မယူမင်းကရောက်လာတာအခုတလားကြောနေပြီ အဲ့ဆိုငါလှုပ်လို့ရတဲ့အလုပ်သွားရှာလိုက်မယ် အေးအဲ့လိုပြောချင်တာနော်အဓိကအလုံးလုံးဖို့ပဲရည်ကြီးတယ် အေး ရှာခဲ့တော့ဟမ် ဟဲ့လမ်းတိတ်ကိုဘယ်လိုသွားလဲ ဒီကိုရောက်တယ်လေတလားကြောနေမင်းအဲ့လမ်းတိတ်ကိုမသွားတတ်ဘူး အပြင်မှာမထွက်ဖြစ်တာဟုတ် ဟိုအဲ့တက်ပဲသွားကွာအဲ့လမ်းတိတ်ပဲဘုရားကွာဒီကောင်ငါကြီးကပြောင်းငါဘယ်လိုလုပ်ရမှန်းမသိဘူးစိတ်တွေလည်းညစ်လာ ကျွန်တော်အလုံးလုံးမလားလို့မေးတာလားဟာဝင်းတက်လိုက်တာမကြီးအလုံးလုံးချင်တာပေါ့ကျွန်တော်အလုံးလုံးချင်လို့လိုက်ရှာနေတာ မောင်လေးကအိမ်ရှိလား အေးအော်အေးမလုံးမလားအော်ရှိတယ်လေကျွန်တော်တကယ်ချင်းအိမ်ရှိတယ်ဟုတ် ဘယ်နှစ်ယောက်လဲ ကျွန်တော်က2ယောက်ဒါနဲ့ဟိုကျွန်တော်တကယ်ချင်းကလုံးဆရာရှိတယ်ကျွန်တော်ကလုံးဆရာမရှိတာ ဩအဲ့ဆိုတစ်ယောက်တည်းပေါ့ ဟုတ်တယ် ဩအဲ့ဆိုလို့ရှိရင်မောင်လေးရှက်သွားလိမ့် အော်တကူတခါလေးတန်းလောက်ရမှာလားဝင်းတက်လိုက်တာဒီနေ့လက်တွေကောင်းနေမှာလားလုံးလုံးချင်လို့ရှာတာတမ်းပြီးတွေ့တာပဲသွားနေမယ်လိုက်ခဲ့မှာလား နောက်ကနေလိုက်ခဲ့မယ် ဟုတ်ကဲ့အမလေးအလုပ်ရပြီလုပ်ရပြီ ကျွန်တော်တကယ်ချင်းအိမ်ပေါ့ဟုတ်ကဲ့တော်လေတကယ်ချင်းတော်လေဒီမှာအလုပ်ရလာပြီအလုပ်ရလာပြီအလုပ်ရှင်မပါလာတယ် သူလဲ အလုပ်ရှင်ပါလာတယ်အလုပ်ကလည်းအလုပ်ရှင်တော့လည်းလွယ်သားပဲကွာရတယ်ဘယ်လိုလုပ်ဒီမကြီးကအလုပ်ရှင်လေလမ်းသွားတော့တွေ့တယ်လေတကယ်ချင်းအလုပ်လုပ်ဖို့သွားဆိုတော့ဒီမကြီးကတွေ့တော့ဒီမကြီးကလေကျွန်တော်အလုပ်လုပ်မလားတဲ့အလုပ်လုပ်ချင်ပါတယ်လို့ဘယ်နှစ်ယောက်လဲတဲ့ကျွန်တော်တကယ်ချင်းတော့လုပ်ဆရာရှိတယ် ကျွန်တော်လုပ်ရှိတယ်ဗျ ကျွန်တော်လုံးမရှိလို့လုပ်ဆရာမရှိလို့ဆိုတော့ဘာမှလုပ်မှာလဲတဲ့မသိဘူးလေလို့မိုက်ခိုင်းနေမှာလုပ်ပါမယ်ဆိုတော့အိမ်ရှိလားတဲ့အိမ်ရှိပါတယ်လို့ကျွန်တော်တကယ်ချင်းအိမ်ရှိတယ်ဆိုခေါ်လာတာအခုအိမ်မှာလုပ်လို့ရပြီဟုတ်ကဲ့အလုပ်ရှင်ဒီလိုပါညီမလေးရဲ့ဟိုအဲ့လိုလုံမျိုးမဟုတ်ပါဘူးသူကရွာသားဆိုဘာမှမသိဘူး မလုပ်ငါတို့အဆင်ပြေတယ်အလုပ်လုပ်နေရှိလို့လုပ်လိုက်မယ်တကယ်ကြီးအလုပ်မရှိရင်မျက်နှာငယ်တယ်ကွာ မလုပ်ဖြစ်တော့ပါ ရှုပ်ရှုပ်တယ်မလုပ်တော့ပြောတော့တစ်ယောက်ဆိုခုဘာလို့နှစ်ယောက်ဖြစ်နေရလဲ ဟုတ်နှစ်ယောက်စလုံးလုပ်လို့ရလားအဲ့ဆိုတကယ်ကြီးမှလုပ် မဟုတ်ဘူးလို့ဟိုညီမလေးရဲ့တောင်းမှမှာသူကတော့နေတက်လာတော့လေဘူးဘာမသိဆိုတော့လေအဲ့ကြောင့်ဟိုလိုအလုံးမဟုတ်ဘူးညီမလေးသူ့ရှာခိုင်းလိုက်တဲ့အလုံးက ဘာလုပ်ဖြစ်လုပ်လို့ရပါ ဘာ လဲ လဲ ကွာ ကျွန်တော်ရုပ်မလုပ်တော့ကျမတငယ်ချင်းကောင်လေးနားမှာရှိရနော် တကယ်ကြီးနေရှာအဲ့ဆိုထောပြီးရောက်ဟေးအကုန်လုံးလုပ်တွေဝိုင်းလို့ကြတော့ငါတို့ကြီးပွား ဒီစမဘာမှမသိဘူးလုံးဖို့လောက်ချောင်းနေတယ်ဟိုမလုပ်ဖြစ်တော့နော်ညီမလေးပြန် မလုပ်ပြီးတော့ရမလားကျွန်တော်ခေါ်တော့ခေါ်လာပြီးတော့ ဟောငါလုပ်ချင်ပါလေ ဟိုဒီစမဘာလို့သူ့လုပ်ချင် ရှိတဲ့လုပ်လေဖိလုပ်လိုက်မယ်လေလုပ်လေဖိလုပ်လိုက်မယ်ကွာ မလုံးနဲ့မင်းဘာမှမသိပဲညီမလေးတောင်းမှမှာပြန် အ မှာ တားပြန်လို့မရဘူးလုံးပေး၄တောင်း မဟုတ်လေ မဟုတ်လေအဲ့ဆိုတော့မိုင်းမနေဘူးနော်အလုပ်လုပ်ရကျွန်တော်ပတ်ဆိုင်ရမှာမလားမကြီး မဟုတ်ပေး၄တောင်းပေးလို့ ဒီစမငါရှင်းလိုက်ပါမယ်မလေးလူဒီပါသေးဟလား ပါတယ်နော် တိုင်းခေါ်လိုက်လေအကုန်လုံး မရဘူးတေကုန်တော့မှာပဲကဲမလေးဘိုးတို့ဘာမှမလုပ်လိုက်တာကွာအဲ့တော့၄တောင်းတော့မလုပ်နဲ့၃တောင်းလောက်ပဲလုပ်ပါလားဈေးဖို့လေးထားရသေးတာမဟုတ်လို့နော်ညီမနော်
တနာတော့တဝက်ကြီးပဲယူပေးလိုက်မယ်နော် ဘာရုပ်ရုပ်မလုပ်နဲ့ ဒါတို့ရင် ကျမတို့တွေကုန်ခေါ်လိုက်မယ် မခေါ်ပါနဲ့ညီမလေးမခေါ်ပါနဲ့ အကုန်လုံးလုံးလိုက်မယ်လေ ဘယ်အကုန်လုံးလုံးပါနဲ့ဘယ်အကုန်မိတ်ထိုးချလိုက်ဦးမယ်ငါစိတ်ကဒိုးလာပြီ2000 2000မရ3000ပေး1000 ကျွန်တော်ဘာမှမလုပ်လိုက်ရသေးဘူး ဘာမှမလုပ်လဲ3000 1000လျှော့ပေးထားတာနော်တနာလို့ မမလောက်နဲ့3000တော့ရငါဆိုငါလုံးမဲ့လူ6000လောက်ရမှာ ပြအောင်နေသမ နောက်ကကြရင်ကိုလူကိုပြောတာကြည့်ပြီး ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ မကြီးကျွန်တော်လုံး ပတ်စကိုပိတ်တာ ဒါလေ နော်အဲ့ဒီအလောက်ကပတ်သက်မရဘူးအတို့ကပေးရတာ အော်မင်းတို့ရံကုန်လေရှုပ်ပြုတ်ကိုခန့်တာပဲကွာအလုံးလုံးတဲ့လူကပတ်စံမြန်မနဲ့အလုံးမလုံးတဲ့လူကပတ်စံရအလုံးချင်းကပတ်စံရတယ်လားအတိတ်မှမရှိတာကွာရတဲ့အလုပ်ကလေးလုံးမယ်ဆိုတော့လေမင်းကကာလီနဲ့လွတ်ရှိတဲ့အလုပ်ကလေးဖိလုပ်လိုက်ပြီးရောခုမလုံးမနဲ့3000အမလေးတော့ပါပြီ မရှိတဲ့လောက်ကိုဖိလုပ်ချင်တယ်ဟလားရောင်းတာ3000တို့သွားပြီမရိုင်းနဲ့ ညာအင်းဒီဆိုကြက်ထုတ်မှာပဲဟေးမတော်ဘူးတော်လက်ကြီးရေ ဟုတ်လေ တကယ်နဲ့မင်းစိုက်ကယ်မသွားသေးဘူးဆိုရင်ငါဒီစိုက်ကလေးခဏယူလာလို့ရ ဟောအခုပဲငါပြင်သွားမလို့ ခဏလေးပါမကြပါဘူး ပြပဲကော အလုပ်သွားရှာမယ် အာရောမတော်ပါတော့ကွာငါရှာကျွေးပါမယ်ကွာငါရှာကျွေးပါမယ်တော့ကြနေမင်းအလုပ်သွားရှာမယ်ဆိုပြီးတော့မဟုတ်ဟုတ်ကတည်းခေါ်လိုက်ငါ မ ပတ်သက် ဟုတ်ဘူးငါအခုနားလဲကွာအရင်တော့မသိတာလေမင်းတို့ရန်ကုန်အထောင်မသိတာလေတကယ်ကြီးဟာအခုငါအလုပ်ရလာမင်းပတ်စံ3000ငါပြန်ပေးမှာ ဟိုပြန်ပေးတာအေးမယူရောဆိုင်ငယ်စီတာရွာနဲ့မျိုးနဲ့တူတာမဟုတ်ဘူး ဟာမင်းကအထင်သေးလိုက်တာတကယ်ကြီးဟာဟေ့မင်းတို့ကမှမြေပြင်မှာကောင်းမှမောင်းနေတာငါတို့ကရွာကလေးကိုပတ်မောင်းနေတာမင်းစက်ကက်သမားတွေတော့ငါတို့တော့မကြုံအောင်မောင်း မတူနော်ရန်ကုန်မှာကားတွေရှုပ်တယ်ဟဲ့ဟောင်းဟဲ့မင်းဒီတိုင်းသွားရင်သွားလိုက်ပါကွာ ဟောမင်းတကယ်ချင်းဒါလေးတော့ငါ့ကိုမယုံကြည်ဘူးလားကွာ ဟောမယုံလို့ပြောတာ အနိုင်ခံရတာလားကွာ ကဲနေလဲမနေဘူးမင်းယူချင်ယူပါတခုတော့ရောက်ဆိုင်ငယ်မောင်းတော့မင်းကားတွေကြည့်မောင်းတော့ အော်မင်းကလည်းကွာကားတွေကြည့်မောင်းတော့လည်းကွာလွယ်ပါတယ်ငါကောင်ရဲ့ အေးအဲ့ဒါပြီးရော ကားတွေကြည့်မောင်းမှာ ဒီကားတွေကြည့်မောင်း ပြီးရောမင်းကလည်းညူစုနေတာ ယူသူတာမဟုတ်ဘူးနော်ငါမှဒီသီးရှိတာ ငါအလုပ်ရလာမျိုး၄-၅စိတ်ဝယ်ပေးလိုက်မယ် ကားတွေကြည့်မောင်းတော့ရ ကားတွေကြည့်မောင်းတာလွယ်တယ်တကယ်ချင်းဟာမင်းကလည်းဘာဖြစ်လဲ ဟဲ့လမ်းမထွက်သွားရင်ကားတွေကြည့်မောင်းတော့ ဘယ်လိုကြည့်ရဲဘယ်လိုကြည့်ရဲ ပြောဟာခေါင်းမလဲပတိတယ်လက်ပါရောမျက်နှာမလဲထိုင်ရတယ်မင်းဘယ်လိုဖြစ်လာ မင်းကြောင့်ဖြစ်တာမင်းကြောင့်ဖြစ်တာ ငါ့ကိုများမင်းအပြစ်တင်တယ်ဟေ့ငါဆိုင်ကငါဆိုင် မင်းဆိုင်ကမရှိတော့ဘူးတစားစီဖြစ်သွားပြီ ဟာဘလို့ပြလို့ငါဆိုင်ကတစားစီပြတော့မင်းကငါအစောရပြောတယ်စယူသွားမယ်ဆိုတဲ့ကွာဟမ်ရွာမှာစီးတာနဲ့မြို့မှာစီးတာမတူဘူးလို့ငါပြောတဲ့ဟာအခုတော့ပြစ်ပြီမလားမင်း ဟိုမင်းပြောစကားနားတော့လို့ငါဖြစ်တာလေ ငါပြောတဲ့ကတော့ငါဘာပြောလို့မင်း မင်းမဲ့ကားတွေကြည့်မောင်းဆို အေးလေကားတွေကြည့်မောက်ခိုင်းတာလေ အေးလေငါမောင်းနေတာအတက်မင်းပြောလို့ငါသတိရပြီကားတွေလို့ကြည့်ပြီးမောင်းနေတာရှေ့ကမြောင်းအောင်မင်းစောက်တိုးစင်းသွားအခုတစားစီဖြစ်ငါလည်းစုပ်ပြတ်သွားတယ် ဟိုအဲ့လောက်တောင်တော့လားကားတွေကိုကြည့်မောင်းတော့ကိုရှိရလာတဲ့ကားတွေကိုကြည့်မောင်းခိုင်းတာဘေးမှာသွားတဲ့ကားတွေကိုဒီလိုကြည့်မောင်းခိုင်းတာမဟုတ်ဘူးနော်လားနော်လား လုံးနာမဟုတ်နာတာဘာ